ဘယ်လောက်ပေါက်လဲမပေါက်ဘူးလား တော့ ဟိုအားလုံးပဲမင်္ဂလာပါအခုကတော့ကျွန်တော်တို့ဒူကြီးနှစ်ယောက်ကဒီပေါ့နော်စနေတဲ့မဲလိတ်ကလေးတွေကိုဖောက်ကြည့်မှာဖြစ်ပါတယ်ဒီထုတ်ထဲမှာဘယ်လောက်ပါမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဖောက်ကြည့်မယ်နော်ကျွန်တော်များလဲဖောက်နေတာမျိုးဖောက်တော့ဖောက်နေပြီပဲကဲအဲ့ဒါဖောက်ကြည့်ကြမယ်နော်ဘယ်လောက်ပေါက်လဲမပေါက်ဘူးလား တော့ ဟော မပေါ့အားစက်ဘူး မပေါက် ခန်းစားတော့ ဟမ် စက်တယ်ပေါ့ ပါလား ပေါ့ ပါရီ ဒီလိုဒီနာအစာလေးရပေါ့ ဟမ် အစာလေးရဒီလိုဒီ တွေ့ပြီ ဒါခက်တယ်ဒီနာလေးရဒီနာလေးအဲ့လို ဟောအေးပေါက်လား ပေါ့ ပေါက်ဘူး ဒီမဲ့ညစ်တယ်စပောင်း မပေါက်ဘူး ဟုတ်တယ် မပေါက်ဘူး ပါလေအဆောက်ဒီဝဲထဲ လားခုနကဘယ်လောက်200နော်ခုနက200ပေါက်ပြီပါဘူး ပါကြီးနဲ့9000တန်းနေစို့ မပေါက်ဘူး ပါကြီးနဲ့9000တန်းနေပါရဲ့လို့ ဟုတ်လား9000ပါလားအရင်တစ်ခေါက်တော့ ဟုတ်တယ်ဒါဟိုအေးဘယ်လောက်ပေါက်တယ်50 အဲ့မပေါ့ဘူးလေ 50မလား တိရ အဲ့မဟုတ်1000နိုင်တာဟုတ်ပါဘူး တိရ 100လား50လား တိရ ကြီးอ่ะခွာလိုက်တော့50တဲ့နှစ်ရွယ်ကြီးလား ဟုတ်တယ် အခုပါဘယ်လောက်300ပဲရပြီ တုံးရ မပေါက်ဘူး ဒီလေနေရတန်နေရပေါ့တင်မပေါ့ ဒီမှာပေါက်ပြီဒီကလည်း နေရနေရ 200 တရားအနေဆုံးတရားအနေဆုံး90ပေါက်တယ်လို့မရှိဘူးဘောင်း ဟုတ်လား100ပါလားဟုတ်လား50 အဲ့ဒါဒီဒါဆိုတော့ ဟမ် လေလေဒီမမေမေတော့လေလေလေ ခုမှခြေနေကမပါဘူး စီနီမကောင်းဒါမေလေအေးဒါပါ ပါလားဘယ်လောက်ပါပါလို့တော့မပါဘူး ဒါပါဒီက ပါလား ဒီ မပါအဲ့တလေးပဲကျန်တော့ဖောက်လိုက်တော့ ကူဖေးရဒေးဒန်ကာ လောက်တော့ ဒန် ပါ ကာ ဘူးကိုဒီက ဒန်ကာအေးဘယ်လောက်တော့900 အလုံးပေါင်း အားလုံးပေါင်းခုနက100 200ရယ်200ရယ် တစ်ထောင် 1000ဟုတ်ပါဘူး1000မဟုတ်ပါဘူး ဟုတ်တယ်တစ်ထောင် 200ရယ်လေ100နဲ့2ရွက်ရယ်လေ200ရယ်900လား900ပေါ့900 ဒီ ပေါ့ မုံနဲ့စားလို့ရ စားပါနဲ့အဲ့ဆိုကြတော့ဒီကတစ်ထုပ်ကိုဘယ်လောက်တုံးသားဝယ်ရ နှစ်ထောင် 2000ကိုကိုတို့ဘယ်လောက်ပြန်ရအောင်ဆိုကြတော့စုပါ900ပဲပြန်ရတယ်လေ နှစ်ထောင်ဒီမှာဗျာ ဟုတ်လေ200လေခုနက200ရယ် ခုနှစ်ရ 900ရယ်200ရယ်ဆိုကြတော့ခုနက200ပဲရောက်တော့အဲ့နေရာဆို900ပဲရလေစုပေါင်း900ပဲရပါတယ်ご覧いただきありがとうございます。Subscribe to my channel.